ဟုတ်တယ်ရှိတယ်ဒါဟုတ်တက်ခဏမြတ်သိမခံဘူးဆိုတော့ဒိတ်ပဲအဲ့ဒါဘာမှမကြောက်ဟုတ်တယ်သူကအနေမြင့်ရှိပါကံကြမ္မာလည်းအနေမြင့်ရှိပါအဲ့အနေမြင့်မရှိတာတစ်ခုပဲရှိတယ်ဘယ်အရာလဲအနေမြင့်မရှိဘူးဒီရင်တရားအနေမြင့်မရှိဘူးရှင်မင်းသိလည်းဟုတ်တယ်ကောင်းသားသူရှင်မင်းမို့ခုနှစ်အချိန်ပေးလို့ရတယ်ကံရဲ့သဘောတွေဒါကြအဲ့တော့ကိုယ်ကိုမသိတော့လေကံလေးလားကံမြင့်လားဆိုတာပညာလို့စမ်းတယ်လို့ရတယ်ဟောကို side effect တွေဘယ်လိုဖြစ်လဲအဲ့တော့ကိုစိတ်တွေညစ်လာတယ်ကောင်းမတင်တဲ့စင်မပြေတွေဖြစ်လာတယ်ကိုမျောလင့်လာတာတွေကလွဲသွားမယ်ဒါဆိုရင်ဒွန်းတာလေဒီတိုင်းနေမနေသင့်ရေရတတ်နိုင်ရေရလုံးအောင်ကုသိုလ်တန်းနိုင်ကုသိုလ်လုံးအောင်ကိုယ်ကိုသီလလေးထိန်းနေထင်းရမယ်အများအကျိုးပြုတဲ့အလုပ်တွေလုပ်အောင်ဖျားခြင်းလက်တဲ့မင်းတို့ပြောဘူးလားဒီနေ့ပုံတော့ဘရော့ဒီမှာတွတ်တယ်ရတယ်ဘယ်ချိန်သိမယ်တွတ်တယ်မှန်းရတယ်ဒါပေမဲ့သူဂျိုရီလိုက်ရှာတီးပြီးဘဘွားရောက်မယ်ဒါမသိအဲ့တော့မိမအကြံပေးတယ်ကျွန်တော်တို့မျိုးသမီးတွေအင်းညာတင်ပို့တက်ဘာမှနေတဲ့တက်တယ်တင်ဘဘွားရောက်မယ်တော့မေးလိုက်တယ်ခေါင်းရှုပ်မခံနဲ့အဲ့တော့မြတ်စွာဘုရားတော့ရှင်ပြတဲ့သူစားတာလေးတွက်ပြီးလာတင်းသူဘဘွားရောက်မြတ်စွာဘုရားမင်းအားကံကုန်သောနည်းနဲ့သိပြီးရင်တဲ့မြောက်ဖြစ်တယ်အဖေကပြောတယ်တမ်းမြေဟာဘောရမငါတဲ့သားအဲ့တော့စဉ်းစားတယ်အခုငါသိဖို့3နှစ်လို့တယ်အဲ့မြောက်ကြိုက်တဲ့နေရာတစ်ခုဝယ်ပြီးတော့ဥယျာဉ်ကြီးလို့ရေတွင်းရေကန်နဲ့လို့မြောက်စားမဲ့တရပိန်းနဲ့ဩဇာမလကာရီစိုက်စားရီဆွဲတရိษံမြောက်ဘေးမဲ့သူ့ပြင်မြောက်မြောက်မနစ်ဆယ်သူမွန်တဲ့ရင်တင်မယ်လို့မြတ်စွာဘုရားပြောတယ်သူကလည်းတွေ့တာမှန်တယ်ရေမိုးချိုးတုတ်ပြနေတပည့်ကြီးမွန်တဲ့ရင်မှာပါပြီးတော့အာနာပါနကမ္မထာပေါ့ကွာအတုပကမ္မထာချိုးနေဆောင်သွားတယ်တင်လို့နေဝင်သွားတယ်ဟာပါတယ်ငါမားတာအကြောင်းမဟုတ်ဘူးကွာဘောရမမားတာဆောရကတဲ့မြတ်စွာဘုရားရှင်ဗျာနေဝင်သွားပြီလေဘယ်ပြောမသိလားမြတ်စွာဘုရားသူ့ဘယ်လိုဟောလိုက်ဘယ်လိုပြင်မယ်လို့ဟောလိုက်အဲ့လေအခုမဖြစ်မသေးလေဘယ်လိုသိလို့ဟောငါလည်းဘယ်လိုလုပ်ပြီးလဲဒီမင်းတို့ဒီလိုဥပမာစကားပုံတွေသိတိုင်းသိတာပေါ့သူကငါပြောမှပဲသိတယ်လို့ဖြစ်မဟုတ်လားအဲ့ကံကောင်းနေပဲပြောတော့ခုမသိဘူးလေကွာဘာဖြစ်လို့အဲ့ဒါလူစကားလေးဆက်ပြောလေကွာစကားတစ်ပိုင်းတော့ဆိုမချိပါလားတဝက်ပါထားလို့လားနီးကောညစ်ပေါ့မဟုတ်လားကိုသိတဲ့စကားကိုဆုံးအောင်ပြောလိုက်ခက်ကောင်ငါမမားဘူးမင်းမားတာဟောဖះပြောတော့ငါမမားဘူးလေသူဖះကငါမမားဘူးပြောတော့ဘာအချက်ကိုကာပြီးပြောကြတာဒီခြားထဲမှာကိုတို့ကောင်းမှုဒီရေတွင်းတူအဲ့ဒါကတော့ပထမပြောကြတာငါမမားဘူးဆိုတာမင်းကိုသိရလို့ငါတိုင်းရဟောတာမဟုတ်ဘူးလေသိချင်း၄မျိုးတော့ရှိတယ်ဥပသမကကံနဲ့သိဥပိစေရကကံနဲ့သိကတ္တံကိုသိကဏ္ဍကတ္တံဆိုသိမဟုတ်လားမင်းကအဲ့ဒီထဲကံကုန်တော့နီးနဲ့သိမယ်လို့ငါပြောတာမင်းချင်းသိတဲ့နီးနဲ့ငါသိမယ်လို့ပြောတယ်ဒါပေမဲ့ပုံနာနေဘယ်သိဘူးဟုတ်လား
အဲ့ဒီမျိုးပြောတာဥပ္ပစ္စရကံနဲ့သိတယ်ဘာမှဆက်လို့မရဘူးဒီစက်တယ်သူလုံထားတဲ့ကံကုန်လို့ဆိုမင်းတို့ငါတို့ကားဓာတ်စိကုန်နေဆိုဘောပဲဒါဆိုကားပြတ်သွားတာသူဒီကားကနှောင်းပြီးပြန်လို့ဘယ်နေရာကဓာတ်စီရဒီကားပြန်ရှင်းတယ်ဘောမဟုတ်လားတိုင်းပြီးလောင်သွားတယ်ဆိုဘယ်နေရာလာပြီးရေနဲ့ပက်ပြီးတော့ဒီကားပြန်သွားအေးဒီသိနေရတယ်ဒီလိုဓာတ်စီကုန်လုံးကြီးနဲ့သိမယ်ဆိုဓာတ်စီဒါပေမဲ့ခက်တာကဓာတ်စီကိုဝယ်ထက်လိုက်တာ तू မသိဘူးဒါကိုပြောချင်တာ तू ဟာ तू မြောက်ကျင်းနေ तू ကမြောက်ဖြစ်မယ်ပဲယုံနေတာမြောက်ဖြစ်ရင်စားဖို့အတွက်ရေတွင်းရေကန်တိတိဝလာတရိစ္ဆာန်မတပ်တဲ့နှင်းသက်ဆိုတော့အဲ့ဒီစေတနာကသူ့ရဲ့ကံကိုဆက်လိုက်တဲ့အတွက်ကြောင့်သက်တာရှိသွားတယ်တော့လူရဲ့အသက်ကအကယ်၍ကံကုန်သောနည်းနဲ့တည်ခဲ့တော့ဒုက္ခမဆက်တယ်ဘူးလားဒါပေမဲ့ဒုက္ခဆက်နေတာကံပြအောင်လုပ်နေတာမေးတော့ဒီကိုပဲအဲ့တော့လက်ကြံကံမချနေတာကံဆက်ဖို့လုပ်တယ်ကံဆက်တဲ့နည်းအများကြီးပေးထားတယ်မဟုတ်လားမလန်ဒရာသူတစ်ပါးရဲ့ယောဂကုชีวะดัสสะဟိုအစားတောက်အကုန်လုံးကကန်ဆက်တယ်ဒါပေမဲ့ဒုလုပ်တဲ့ထဲမှာ 1% လောက်ဖယ်ကန်ဆက်ဘာကြောင့်လဲလို့ပြောတော့ဒါနထောင်းသွားတဲ့အခါဒီကပုပ္ပမုံကအပရစေရနာနဲ့မသွားဘဲနဲ့ပကာသမနဲ့သွားတယ်ပတာဒနဲ့သွားတယ် give and take နဲ့သွားတယ်ဘာမှပြတ်မလာဘူးဒါဟောပြီးတယ်အဲ့ဒီတော့ကိုနားတယ်ပြောတယ်အဲ့တော့မင်းတို့ကတော့လုပ်တယ်ဘုရားရှိခိုးရမှာဒီဓမ္မင်ပုံညာဒီကောင်းမှုပေါ့ဘာလူပြီးနဲ့ပြီးမှပြေးလာကျင်းလေဆိုခံစားပြီးဖြစ်ရဘွားမှာချမ်းသာစိတ်ဆန္ဒကိုချမ်းသာသူပေးတဲ့ဘုန်းကြီးကလည်းအဲ့လိုပဲပေးတာတော့တယောက်တည်းလူတစ်ပြုံလုံးတစ်ပြုံလုံးချမ်းသာပါစေတော့ထည့်ပေးလိုက်တယ်အဲ့ဒါကိုလည်းဒီကမြုံမယ်ဟိုကလည်းပေးမျောလာလည်းမရဘူးပေးတာလည်းမရဘူးကြီးရွယ်တာလည်းမရဘူးလောက်တာမနာဘူးလားအဲ့တို့သိတာကညောင်းပုံနဲ့တော့ချောင်းညောင်းပုံအေးဥဒ္ဒဟန်ပြရမှာမဟုတ်အဲ့တော့တို့ဆိုတာကိုယ့်ဘက်ကဘယ်လောက်ဖြူစင်အဲ့ဒါလို့ကိုယ့်ဘက်ကဖြူစင်မှကိုပေးတဲ့ညောင်စည်းတော့မဖြူစင်တဲ့အခါကျတော့ညောင်ပင်တော့ညောင်စည်းတော့ဖြစ်သွားတော့မသိဘူးကိုကတော့ဟုတ်တယ်အဲ့တော့ခုနပြောလက်ကြံကကုန်နေတာမသိဘူးအဲ့တော့ကံကုန်နေတာမသိတော့တို့ကပါတက်ဆောက်စီးနေတာသူကယောဂပဲတားတာကံကုန်တော့ဒီစက်ပြီးအဲ့တော့မလို့ကံကုန်အောင်ဆက်ပြီးတယ်အာဟာရ၄ပါးနဲ့မှာနောက်ဆုံးတစ်ပါးဘာအာဟာရလဲစေတနာအာဟာရအဲ့ဒါကံဆက်ပြီးကံဆက်ပြီးတဲ့ဟာကြောင့်ဒီလုတ်တာနည်းဟုတ်တယ်တော့ give and take နဲ့တောင်းလိုက်ဒီကုသိုလ်ရတဲ့ဟာရမယ်ဆိုတာလေဘုရားပြောတာကအဲ့ဒါတွေတောင်းမှုပြောတာမဟုတ်ဘူးဒါဒီရဲ့အကျိုးပေးရအဲ့ဒါတွေလို့ပြောပြတို့ကဘာလုပ်လဲမေးတဲ့ခါကျအဲ့ဒါကိုလိုချင်မှရွေးလို့ဖြစ်တာအဖြစ်ရအဲ့လိုဖြစ်တာအဲ့တော့တို့ဘယ်နဲ့ရေကြမျိုးမျိုးမရှိဘူးလားရှိမှာပဲပေးလိုက်တဲ့ဆရာရည်ရွယ်ချက်အမျိုးမျိုးလုပ်ဖို့ပေးလိုက်တာလားဟုတ်တယ်ဆရာဘက်ကလည်းရည်ရွယ်ချက်ရှိတယ်သင်တဲ့လူမှလည်းရည်ရွယ်ချက်ရှိတယ်မဘလို့ရည်ရွယ်ချက်လဲလို့မေးကြတဲ့ခါကျလာဘတကသီလောကလိုချင်တဲ့လူကဟုတ်လားလက်အတွက်ဥဇော်မှုခံဖို့အတွက်ကြော်ကြဖို့အတွက်အကြောင်းဒေါက်တာဖုန်းကြီးတော်မှာဒေါက်တာတက်တယ်ဘေးရင်းဆရာဒေါက်တာတက်တာငါအပြစ်မပြောတော့ကိလေသာဟိတတိတိတန်ကိုကိလေသာမှန်တော့ပေးရမယ်လို့ပြောတဲ့ယဟန်ဒေါက်တာဆိုတော့သူဘယ်လိုလုပ်တော့ဘုရားနဲ့ဒေါက်တာနဲ့ဟုတ်တော့လား
အဲ့ဒီလူသဘာဝတရားကိုဆန့်ကျင်တာအခါမသိတဲ့ခါကျတော့လူတွေကအဲ့ဒီဘွဲတွေကိုလိုက်ပူဇော်ပြန်တယ်ဒါတော့ဘုန်းကြီးမျိုးနဲ့လူမျိုးနဲ့ပေါ့ပါတာအပြန်လာတယ်အဲ့တော့ငါကဖြစ်စီရွာပြင်မဲ့ထုတ်ရတော်ရပဲခံတယောက်လည်းပဲဖြစ်ပြီပန်တဲ့ဘက်ကပဲရက်ဖို့လို့တယ်ဟုတ်တော့ဒီသဘောနဲ့ပါတို့ကြရကန်းသွားမယ်နော်